hippie ဆိုတာဘာလဲ hippie တွေဆိုတာအခုလူတကာပြောနေကြတဲ့ဆေးဆွဲနေကြတဲ့လူတွေလားအင်ဂျီယာမဲ့တွေလားလူတွေထင်သလိုကလေးကခြေတွေလားတေချာမသိသေးရင်ဒီဗီဒီယိုကိုဆုံးအောင်ကြည့်လိုက်ပါတကယ်တော့ hippie တွေဆိုတာ1960 1980တွေမှာအမေရိကန်ပြည်ထောင်စုကနေပေါ်ပေါက်ခဲ့တဲ့လူငယ်ယူကျေးမှုတစ်ရပ်ပဲဖြစ်ပါတယ်သူတို့ဟာလူလက်တန်းစားတွေရဲ့ရုပ်ဝါဒတွေစစ်ရေးဆန်မှုနဲ့စီးကျက်မှုတွေကိုညှင်းပယ်ပြီးငြိမ်းချမ်းရေးချစ်ချင်းမိတာနဲ့လွတ်လပ်မှုတွေကိုအလေးပေးတဲ့အတွေးအခေါ်ကိုကင်ဆယ်သူတွေဖြစ်တယ်hippie တွေဘယ်ကနေစတာလဲ hippie ဆိုတဲ့စကားလုံးဟာ1930 1940လောက်ခုနှစ်တွေကဂျက်စကီတသမားတွေသုံးတဲ့ hit ဆိုတဲ့စကားလုံးကနေလာတာပါခင်မိတဲ့အသားကြတယ်လို့ဆိုလိုတာဖြစ်ပါတယ်1950ခုနှစ်တွေမှာဂျက်ကီတသမားတွေက hit စတာတွေကိုတောင်ပြောင်ခေါ်ခဲ့ရမှာ1965နောက်ပိုင်းဆန်ဖရန်စစ္စကိုပေါမြို့က Hyde Ashbury ရပ်ကွက်မှာစုဝေးနေထိုင်ကြတဲ့လူငယ်တွေကိုသတင်းစာဆရာတွေကပြန်လည်သုံးနှုန်းခဲ့ကြတာဖြစ်ပါတယ်ဒီလှုပ်ရှားမှုကြီးဟာ1950ပြည့်နှစ်တွေမှာ BS ဆရာတွေရဲ့လွမ်းမိုးမှုတွေကိုခံခဲ့ရပါတယ်။အမေရိကန်ကောလိပ်ကျောင်းတွေကနေစတင်ပြီးဗီယက်နမ်စစ်ပွဲကိုစန့်ကျင်တဲ့ခံစားချက်တွေနဲ့အတူလူအဖွဲ့အစည်းကိုပြောင်းလဲလိုတဲ့ဆန္ဒတွေကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ hippie တွေကဘာတွေလုပ်ကြတာလဲသိပါသလား။တကယ်တော့ hippie တွေအဓိကလုပ်တာကတော့ဂီတနဲ့ပွဲတော်တွေပါ Woodstock လိုဂီတပွဲတော်တွေမှာတက်ရောက်ကြတယ်ဂီတာတီးကြတယ်တရားထိုင်ကြတယ်အဲ့လိုစီမျောနေကြတာကိုကြိုက်တတ်ကြတဲ့လူတွေဖြစ်ပါတယ်အမှုပညာနဲ့လက်မှုပညာဖက်တွေမှာအားတန်ကြတယ်တီရှပ်တွေကိုဆေးရောင်စုံချဲကြတယ်မက်ခရမီခါပတ်တွေရက်လုပ်ကြတယ်ပြီးတော့နယံဆေးရည်ပကြီးတွေဆဲကြတယ်အဝတ်စားတွေကိုကိုယ်တိုင်ရက်လုပ်ကြတယ်ခရီးသွားတာကိုဝါသနာပါကြတယ်တချို့ဆိုရင်အိန္ဒိယနဲ့နီပေါဟစ်ပီလမ်းကြောင်းအတိုင်းခရီးထွက်ကြတာတွေရှိပါတယ်ဆန္ဒပြပွဲတွေမှာပါဝင်ကြတယ်ငြိမ်းချမ်းရေးကိုရေးပေးကြတယ်ခလုတ်တစိတ်တွေစုဆောင်းတတ်ကြတယ်ပြီးတော့စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ကြတယ်hippie တွေဟာဘလို့နေထိုင်ကြသလဲhippie တွေဟာစုပေါင်းနေထိုင်ကြခြင်းကိုနှစ်သက်ကြတဲ့တိုက်ခန်းတွေအိမ်ကြီးတွေမှာစုပေါင်းပြီးငှားရဲနေထိုင်ကြတာများတယ်ကိုပိုင်နေမြေကိုပိုင်နေရာဆိုတာတင်းကျပ်တဲ့စီးမြုံလို့ခံယူထားကြတဲ့လူတွေဖြစ်ကြတယ်hippie တချို့ဆိုရင်မြို့ကြီးပြကြီးကနေထွက်ခွာကြပြီးကျေးလက်တွေမှာနေထိုင်လေးရှိကြပါတယ်ဟင်းသီးဟင်းရွက်တွေစိုက်ကြတယ်စိတ်တွေမွေးကြတယ်တဘာဝမြေဩဇာတွေကိုယ်တိုင်လုပ်ပြီးစိုက်ပျိုးလေးရှိကြတယ်ရိုးရိုးရှင်းရှင်းပဲဘဝကိုဖျက်ဆီးတတ်ကြတဲ့လူတွေဖြစ်တဲ့အိမ်မွေးခွေးတွေကြောင်တွေအကောင်တွေကြိုက်နှစ်သက်ရာမွေးမြူလေးရှိကြပြီးတော့အဲ့အကောင်တွေကိုလူတယောက်လိုပြုမှုဆက်ဆံချစ်တတ်ကြတဲ့လူမျိုးတွေလည်းဖြစ်ပါတယ် hippie တွေရဲ့အလုပ်အကင်ကတော့ရိုးရာလုပ်ငန်းတွေကိုစွန့်လွတ်လိုက်ကြပြီးလက်မှုလုပ်ငန်းတွေနဲ့အယောင်းဆိုင်ဖွင့်တာမျိုးတွေလုပ်လေးရှိကြတာများပါတယ်။ hippie တွေရဲ့တွေးခေါ်မှုနဲ့ရှင်သန်မှုတွေသူတို့ရဲ့အယူအဆတွေကဘယ်လိုမျိုးလဲသင်သိပါသလား။တကယ်တည်း hippie တွေဟာလက်ရှိလူဖွဲ့စည်းနဲ့စီးမျိုးစည်းကမ်းတွေကိုလက်မခံနိုင်ကြပါဘူး။ရုပ်ဝါဒအရေးကြုံမှုနဲ့စစ်ရေးကိုအခြေခံတဲ့စနစ်ကိုညှင်းပယ်ကြတယ်။ငွေကြေးဟာဘဝရဲ့အဓိကကျတဲ့အရာဖြစ်တယ်လို့သူတို့ကမယူဆကြပါဘူးသူတို့ရဲ့အခြေခံကျင့်ဝတ်ကတော့ချစ်ချင်းဖြစ်နေပါစစ်မှတ်မပြုနဲ့ဆိုတဲ့ဆောင်ပုဒ်ပဲဖြစ်ပါတယ်ရိုးသားမှုနူးညံ့သိမ်မွေ့မှုတီးခံမှုနဲ့လူတဦးချင်းစီရဲ့လွတ်လပ်မှုကိုလေးစားခြင်းတို့ကိုအဓိကထားကြပါတယ်အတွေးခေါ်ပိုရင်းမှာတော့အနောက်တိုင်းရဲ့စင်ကျင်တုံတရားကိုအယံအားကိုးတာကိုမေးခွန်းထုတ်တတ်ကြပြီးအရှေ့တိုင်းဘာသာတွေဖြစ်ကြတဲ့ဗဒ္ဓဘာသာဟိန္ဒိဘာသာနဲ့တရားထိုင်ခြင်းတို့ကိုလိုက်စားကြတတ်တဲ့လူတွေပဲဖြစ်ပါတယ်။ဒါပေမဲ့ hippie တွေဟာအသိစိတ်ပြောင်းလဲခြင်းနဲ့ပတ်သက်ပြီးတော့ခရစ်ယာန်ဘာသာနဲ့ဂျူးတွေရဲ့ရိုးရာဘာသာတရားတွေအစားဆေးချောင်းနဲ့လူမျိုးစိတ်အာယုံခြောက်ခြားစေတဲ့မူရစ်ဆေးဝါးတွေကိုအသိစိတ်ချဲ့ထွင်တဲ့ကိရိယာအနေဖြင့်သုံးစွဲလျက်ရှိကြပါတယ်ဟုတ်ကဲ့ဘ ഹു တုတတစ်ခုခုရသွားမယ်လို့ယုံကြည်ပါတယ်။